ကျက်သွန်ဆိုင်တဲ့တောင်သူတွေမှာကျက်သွန်တွေတပိတ်သားကို1000အောက်ဈေးရောက်နေတဲ့အတွက်အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။နေမြေတည်ငြိမ်မှုမရှိတဲ့ဒေသတွေနဲ့မြို့နယ်အလှမ်းဝေးတဲ့ရွာဘက်တွေမှာဆိုရင်ကျက်သွန်တွေဈေးပိုကျနေတယ်လို့သိရပါတယ်။နှွေကျက်သွန်တပိတ်သားကို900နဲ့1000ကျပ်ပဲပေးပြီးမိုးကျက်သွန်ကတော့အဲ့ဒီတက်ဈေးရော်တယ်လို့သိရပါတယ်။ကျက်သွန်ဈေးကျဆင်းတဲ့အပြင်ဝယ်လူအားလည်းနေတာကြောင့်အခုလက်ရှိမှာကြေးရွာတွေဘက်မှာလည်းပွဲစားဆင်းနေပြီးအယောင်းဝယ်အေးနေတယ်လို့သိရပါတယ်။အခြားကုန်ပစ္စည်းတွေအားလုံးဈေးတက်နေတဲ့အချိန်တောင်သူတွေစိုက်တဲ့စီးနှံတွေကဈေးကျနေတာဟာတမင်လုံနေသလားလို့တောင်ထင်ရတယ်လို့တောင်သူတွေကပြောပါတယ်။ကျက်သွန်ဒီဈေးဟာ900 1000ဈေးပဲရှိတဲ့အတွက်ရေကကိုပိတ်တာ6000 9000လောက်ထွက်မှအရင်ရရုံပဲရှိပြီးအဲ့ဒီအထွက်နှုန်းတဲ့ယွန်နေပါကအရှုံးပေါ်နေတယ်လို့ကျက်သွန်စိုက်တောင်သူတွေကပြောပါတယ်။ကျက်သွန်ဒီစိုက်ပျိုးမှုဟာကုန်ကျစရိတ်ကနေမြေဒေသလိုက်ကွာခြားမှုတော့ရှိပြီးရေကကိုအနည်းဆုံး340လောက်ကနေ360လောက်ဒီကုန်ကျမှုရှိတယ်လို့သိရပါတယ်။ကျက်သွန်ဒီတပိတ်သားကိုအနည်းဆုံးကျပ်1500လောက်ရမှသာတောင်သူတွေအတွက်အရှုံးနေမယ်လို့လည်းသိရပါတယ်။ကျက်သွန်စိုက်ဧကတွေညွန်နေတာကြောင့်ကျက်သွန်ဒီအထွက်နှုန်းတွေလည်းလျော့လာသလိုဖြစ်ထွန်းမှုလည်းနည်းလာတာကြောင့်လည်းကျက်သွန်အထွက်နှုန်းလျော့ကျနေတယ်လို့သိရပါတယ်။ကျက်သွန်ဈေးတွေဈေးကျတဲ့အချိန်ကျက်သွန်အထွက်လျော့ခြင်းမှာရင်ဆိုင်နေရတဲ့အတွက်တောင်သူတွေမှာအရှုံးပေါ်နေရတာပါ။မလိုင်းနဲ့မိထီလာဘက်မှာတော့ကျက်သွန်တွေကို1100ဈေးပေးပေမဲ့တောင်သူတွေအတွက်အရင်သာသာပဲရှိပါတယ်။အရင်တလောကဆိုရင်တပိတ်သားကို300 400ပဲပေးတဲ့အတွက်ရောင်းကိုမရောင်းပဲနွားကြိုးပြစ်မယ်လို့တောင်သူတွေကပြောပါတယ်။နှွေကျက်သွန်ကရက်ရှည်ထားပြီးတူလောင်ဖို့အတွက်ကောင်းပေမဲ့မိုးကျက်သွန်ကတော့ဥဆိုင်ဖြစ်တာကြောင့်တူလောင်လို့မရပဲချက်ချင်းစားသုံးဖို့အတွက်သာကောင်းလို့ဈေးနေပြီးအဝယ်လဲအေးတယ်လို့သိရပါတယ်။နေမြေမေးချမ်းတဲ့ဘက်ကတောင်သူတွေကတော့ကျက်သွန်ကိုပေါ်တာနဲ့ရတဲ့ဈေးနဲ့မြို့ပေါ်တက်အကုန်ရောင်းကြတာပါ။အခက်ခဲကြားကဆက်ရတာဈေးကြတော့တောင်သူတွေပိုပြီးဒုက္ခရောက်ရတယ်လို့သိရပါတယ်။ကုန်သည်ပွဲစားတွေကတော့လက်ရှိမှာဖြစ်ပေါ်နေတဲ့73စီဈေးမြင့်တက်မှုအခြေအနေနဲ့ဝယ်ယူခက်ခဲတဲ့အခြေအနေတွေကြောင့်တရုတ်ပုဆောင်ရေးဈေးတွေမြင့်တက်လာတဲ့အတွက်ကျက်သွန်ဒီဈေးတွေလည်းနည်းနေတယ်လို့သိရပါတယ်။ရန်ကုန်ပြည်နောင်ကိုကျက်သွန်အဝင်ကားတွေများရင်ဈေးကကျလာပြီးအခုမှတော့မြစ်သားတစ်မျိုးတည်းသာဈေးနည်းနည်းမြောက်နေတယ်လို့သိရပြီးကျန်တဲ့ဂျွန်တွေကတော့ဈေးမရှိဘူးလို့တောင်သူတွေကပြောပါတယ်။မလ31ရက်နေ့ဒီကနေ့မှာရန်ကုန်ပြည်နောင်ကုန်စည်တိုင်းမှာစိတ်ဖြူက1350ရ2200ကျပ်မြစ်သားက1800နဲ့3100ကျပ်မြင်းညံက1500နဲ့2100ကျပ်နဲ့မုံရွာက1400နဲ့2100ကျပ်ထိဈေးဖွင့်ထားတယ်လို့သိရပါတယ်။ကျက်သွန်ကိုစကိုင်းတိုင်းမန္တလေးတိုင်းနဲ့မကွေးတိုင်းတို့မှာအဓိကစိုက်ပျိုးတာဖြစ်ပြီးမြစ်သားကျက်သွန်ကတော့ဈေးကွက်မှာဈေးတန်းအမြင့်ဆုံးဖြစ်ပါတယ်။ Burma Voice Media